ဂျာမန်အရာရှိကပန်းသီးတစ်လုံးကိုကိုက်စားလိုက်သည်ထိုအချိန်မှာအမျိုးသားကအေးဆေးတည်ငြိမ်စွာနဲ့လက်ပစ်ပုံးတစ်လုံးကိုထုတ်လိုက်ပြီးသူလည်းတကိုက်ကိုက်စားလိုက်သည်ဒီအပြုမှုကြောင့်ဂျာမန်အရာရှိအံ့အားသင့်သွားသည်သူ့ကိုလောင်ပြောင်နေတယ်လို့ထင်ပြီးလက်သီးနဲ့ထိုးလိုက်သည်အမျိုးသားကနာကျင်သွားသလိုဖြစ်ပေမဲ့နောက်တစ်စက္ကန့်အကြာမှာတော့ဂျာမနီနိုင်ငံရဲ့အမြင့်ဆုံးဂုဏ်ထူးဆောင်စုဖြစ်တဲ့ Cross တတုတစိမ့်တစ်ခုကိုပါဇက်ထဲကထွေးထုတ်လိုက်သည့်အရာရှိကအလွန်စိတ်ဝင်စားသွားပြီးအဲ့ဒါဘယ်ကရလာတာလဲလို့မေးပေမဲ့အမျိုးသားကဘာမှမဖြေခဲ့ပေအဲ့ဒီအစားသူကမော်ပညာလိုလှည့်ကွက်တစ်ခုပြသလိုက်သည်အိတ်ဆောင်နာရီတစ်လုံးကိုထုတ်ပြလိုက်ရာအရာရှိကအဲ့ဒါသူ့နာရီဖြစ်ကြောင်းချက်ချင်းမှတ်မိသွားသည်ပြန်ယူဖို့လှမ်းဖမ်းလိုက်ပေမဲ့အမျိုးသားကရေတွင်းထဲခုန်ချလိုက်သည်အရာရှိကလိုက်ကြည့်ရာအမျိုးသားကလက်တစ်ဖက်ဆန့်ထုတ်လိုက်သည်သူ့ကိုဆွဲတင်ပြီးနောက်အရာရှိကလက်သီးကိုတင်းတင်းဆုပ်လိုက်ရာနာရီကသူ့အိတ်ထဲကိုပြန်ရောက်သွားသည်ထို့နောက်အမျိုးသားကရေစရာပြက်ကွက်တွေစတင်ဖြောပြတော့သည်ဂျာမန်စစ်သားတွေကအတန်ကျကျနဲ့ရေမောကြသည်ဒါပေမဲ့သူတို့မသိခဲ့တာကဆိုဗီယက်စနိုက်ပါသမားတစ်ယောက်ကသူတို့ကိုချိန်ရွယ်ထားပြီးဖြစ်သည်ဆိုဗီယက်စစ်သားတွေကလည်းပတ်ဝန်းကျင်ကိုဝိုင်းရံထားပြီးမိန်းကလေးတပ်စာခံ2ယောက်ကိုကယ်တင်ဖို့စီစဉ်ထားကြသည်ဒါကြောင့်အမျိုးသားကဂျာမန်စစ်သားတွေအာရုံလွဲသွားအောင်ရည်ရွယ်ချက်ရှိကာယလှုပ်ရှားမှုတွေပြသနေခြင်းဖြစ်သည်ထို့နောက်သူကဘောလုံးတွေကိုပြစ်ဖမ်းကစားရင်းအိမ်တစ်လုံးထဲဝင်သွားသည့်အရာရှိကစစ်သားတွေကိုသူ့ကိုဆွဲထုတ်ဖို့အမိန့်ပေးလိုက်သည်ဒါပေမဲ့အမျိုးသားကစီးပိုင်းတစ်လုံးကိုဝစ်ဆင်ထားတဲ့ပုံစံနဲ့ပြန်ထွက်လာသည်သူ့ရဲ့ရေစရာပုံစံကြောင့်စစ်သားတွေထပ်မံရေမောကြပြန်သည့်စစ်သားတွေကသူ့ကိုဝိုင်းထားကြသည့်အရာရှိကစစ်ဆေးကြည့်တဲ့အခါအမျိုးသားကပျောက်ကွယ်သွားပြီဖြစ်သည်အားလုံးကလိုက်ရှာနေကြချိန်မှာနောက်တစ်စက္ကန့်အကြာသူကအမိုးပေါ်မှာပေါ်လာသည့်လှေကားတစ်စင်းကိုထုတ်လိုက်ပြီးအလွန်ခက်ခဲတဲ့ကာယလှုပ်ရှားမှုတွေကိုစတင်ပြသတော့သည်အခြားစစ်သားတွေကလုံးဝသတိလျှော့သွားကြပေမဲ့အရာရှိကတော့တခုခုမမှန်ဘူးလို့ခံစားမိပြီးသူကဓာတ်စာခံတွေကိုအကြောင်းပြပြီးအမျိုးသားကိုအမြန်ဆင်းလာဖို့ချင်းချောက်လိုက်သည်အမျိုးသားကမတက်တာတော့ပဲအောက်ကိုခုန်ချလိုက်ပြီးမြေပြင်ပေါ်ပြုတ်ကျသွားတာကိုမြင်ပြီးဂျာမန်တွေအလွန်ကြောက်လန့်သွားကြသည်အရာရှိကသူတည်သွားပြီထင်ပြီးအလင်းအမြန်သွားစစ်ဆေးသည်ဒါပေမဲ့ခေါင်းထဲကြည့်လိုက်တဲ့အခါဓာတ်စာခံ2ယောက်ပျောက်ကွယ်သွားပြီဖြစ်ကြောင်းသိလိုက်ရသည်အဲ့ဒီအချိန်မှာပဲဆိုဗီယက်စစ်သားတွေကပြစ်ခတ်တိုက်ခိုက်တော့သည်ဂျာမန်စစ်သားတွေအားလုံးလဲကျသွားကြပြီးလူငယ်စစ်သားတစ်ယောက်သာကျန်ရစ်ခဲ့သည်ရုတ်တရက်အမျိုးသားကပြန်ထလာသည်သူကဖြည်းဖြည်းချင်းမတ်တက်ရက်ပြီးဂျာမန်လူငယ်စစ်သားကိုကြည့်လိုက်သည်ထို့နောက်လက်ကိုမြောက်ပြီးမြစ်ဖက်သို့ညွှန်ကာခလုတ်ကိုနှိပ်လိုက်သည်ဒီလိုနဲ့ပဲသူ့ရဲ့တာဝန်ကိုအောင်မြင်စွာပြီးမြောက်သွားခဲ့သည်